ပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဗင်နီဇွဲလားနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြီးရဲ့နောက်ဆက်တွဲသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗင်နီဇွဲလားနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်ဒေဆုံးသူအရေအတွက်ဟာအခုဆိုရင်235ဦးထိမြင့်တက်လာပြီးဒဏ်ရာရသူပေါင်း4300ကျော်သွားပြီလို့သိရပါတယ်အထူးသဖြင့်လေးစိတ်အနီးကကမ်းခြေအပန်းဖြေမြို့ဖြစ်တဲ့လာကွာအီရာဒေသဟာလုံးဝပြိုကျပျက်စီးသွားခဲ့ပြီးအာဏာပိုင်တွေကဒီနေရာကိုသဘာဝဘေးရန်တွေရဲ့ဗဟိုချက် ground zero အဖြစ်သတ်မှတ်ထားပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကအခုအချိန်ဟာအဆောက်အဦတွေအောက်ပိတ်မိနေသူတွေကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ဖို့လာမယ့်82နာရီဟာအရေးကြီးဆုံးအချိန်ဖြစ်တယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ပြီးအမေရိကန်စစ်ရေးဌာနအနေနဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုချက်ချင်းဆေလွတ်ပေးနေပြီလို့ထပ်မံပြောကြားခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအမေရိကန်အစိုးရဌာနအားလုံးကိုဗင်နီဇွဲလားအတွက်အမြန်ဆုံးလှုပ်ရှားဖို့ညွှန်ကြားထားပြီးဘေးဒဏ်သင့်ပြည်သူတွေထံကယ်ဆယ်ရေးပစ္စည်းတွေအတားအဆီးမရှိရောက်ရှိနိုင်မှုအတွက်ဗင်နီဇွဲလားပေါ်ချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကိုလာမယ့်အောက်တိုဘာလ3ရက်နေ့ထိယာယီဖြေလျှော့ပေးထားတယ်လို့ပြောဆိုထားပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအေဂျင်စီ OCHA ရဲ့အကြီးအကဲဖြစ်သူတွန်ဖလက်ချာကတော့အခုအချိန်ဟာစကားပြောရမယ့်အချိန်မဟုတ်ဘူးလက်တွေ့လှုပ်ဆောင်ရမယ့်အချိန်ဖြစ်တယ်လို့ဆိုကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုအလုံးရင်းနဲ့ဆေလွတ်နေပါတယ်။လာကွာအီရာဒေသတစ်ခုထဲမှာတင်နာမည်ကြီး Ritasol Palace အိမ်ယာအဆောက်အုံကြီးနဲ့ Edurat Hotel အပါအဝင်အဆောက်အုံပေါင်း100ကျော်ဟာကပ်ပြားလေးတွေကိုဖိချလိုက်တဲ့လိုမျိုးပြိုကျပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။အပျက်စီးတွေအောက်မှာအသက်9နှစ်အရွယ်ကလေးငယ်တွေကအစတက်ကြီးရွယ်အိုတွေအထိမိသားစုလိုက်တွေပျောက်ဆုံးနေကြပြီးဆွေမျိုးသားချင်းတွေကအသေးအံလိုက်လံရှာဖွေနေကြပါတယ်။ဒီငလင်ဟာဘယ်လောက်ထိပြင်းထန်လဲဆိုရင်မိုင်မောင်း1000ကျော်ဝေးတဲ့ဘရာဇီးနိုင်ငံမာနတ်စ်မြို့ထိတုန်ခါမှုခံစားခဲ့ရလို့မာနတ်စ်မှာရှိတဲ့လူတွေအိမ်ပြင်ကိုထွက်ပြေးခဲ့ရပါတယ်။ဗင်နီဇွဲလားရဲ့ယာယီသမ္မတဒဲလ်စီရိုဒီကွက်စ်ကတော့ဘုရားသခင်ခွင့်ပြုသမျှလူအသက်ပေါင်းများစွာကိုကယ်တင်နိုင်ဖို့အသေးအံစူးစမ်းနေတယ်လို့ဆိုကာကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းရန်တရားတွေပိုင်ဆိုင်တဲ့ကုမ္ပဏီတွေအားလုံးကိုကယ်ဆယ်ရေးအတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုအရေးပေါ်တောင်းဆိုထားပါတယ်။လက်ရှိမှာတော့ဒိုမီနီကန်သမ္မတနိုင်ငံကကယ်ဆယ်ရေးသမားတွေရောက်ရှိလာပြီဖြစ်တယ်လို့ဘရာဇီး၊မက္ကဆီကို၊စပိန်၊ပေါ်တူဂီ၊ကနေဒါ၊အမေရိကန်နဲ့ကာတာနိုင်ငံတို့ကလည်းအကူအညီတွေအသီးသီးအပြိုင်ဆိုင်ပေးပို့နေကြတယ်လို့သူမကပြောဆိုထားပါတယ်။နှစ်ပေါင်းများစွာစီးပွားရေးအကျပ်တဲနဲ့ကြုံတွေ့နေကြရတဲ့ဗင်နီဇွဲလားပြည်သူတွေဟာအခုလိုသဘာဝဘေးရန်တဲ့ကတ်ဆိုးကြီးကိုထပ်မံရင်ဆိုင်လာရတဲ့အတွက်ကမ္ဘာတော်ဝန်ကစိတ်မကောင်းဖြစ်နေကြပါတယ်။သမ္မတရိုဒီကွက်စ်ကလည်းဒီလိုခက်ခဲတဲ့အချိန်မှာကမ္ဘာကြီးကကမ်းလှမ်းလာတဲ့အကူအညီတွေကိုဗင်နီဇွဲလားပြည်သူတွေကဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ကျေးဇူးတင်စကားဆိုထားပါတယ်။ပြည်သက်ကြီးတို့အနေနဲ့လည်းမိမိတို့စိုးရိမ်ပူပန်မှုနဲ့ဆူတောင်းစကားတွေကွန်မန့်မှာရေးသားပေးခဲ့နိုင်ကြပါတယ်။အခုလိုမျိုးနောက်ဆုံးရနိုင်ငံတကာသတင်းတွေသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Like and Subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။